အားလုံးမင်္ဂလာပါကျွန်တော်တို့老师 Senk ပါ GYS မှာ online Chinese class ကိုတာဝန်ယူသင်ကြားပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော်တော်များများလဲသိချင်တဲ့ဟာလေးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တရုတ်နိုင်ငံရဲ့ social media မှာပေါ့နော်တုံးများတဲ့ဘန်းစကားပေါ့နော်အဲ့ဒါလေးတွေကျွန်တော်နှလုံးမျှဝေပေးမယ်အဲ့တော့ပထမတစ်ခုကဘာလဲဆိုတော့233နော်233 233ပေါ့233လို့ကျွန်တော်တို့က online ပေါ်မှာရိုက်လိုက်ပြီးဆိုရင်တော့ဘာကိုပြောချင်တာလဲဆိုတော့ LOL ကိုပြောတာ laugh out loud ကိုပြောတာเนาะအကျဲရီတာအရန်ရီစရာကောင်းတာပဲဆိုတဲ့အတိတ်ပဲကိုပြောတာရမယ်เนาะအဲ့ဒါဆန်းဆန်းအဲ့တော့တယောက်စာရိုက်ရဲ့အချိန်မှာဆန်းဆန်းလို့ရိုက်လိုက်ပြီဆိုရင်အဲ့ဒါမင်းပြောတဲ့ဟာကိုပြောတဲ့ဟာကအရန်ရီစရာကောင်းတယ်ဆိုတဲ့အတိတ်ပဲရမယ်เนาะနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့Wu Erling 520ပေါ့เนาะWu Erling ဆိုတာတော့တော်တော်များသိပြီးဖြစ်မှာပါအဲ့ဒါဘာကိုပြောရလဲဆိုတော့我爱你 I love you ပြောတာရမယ်เนาะအဲ့တော့ဒီစကားလုံးနှလုံးကကျွန်တော်တို့ဒီ social media မှာအသုံးများတဲ့ဘန်းစကားလေးပေါ့နော်သူကကဏ္ဍလေးတွေနဲ့ပေါ်ပြထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးမှတ်ထားပေးပါအားလုံးအတွက်အသုံးဝင်မယ်လို့ယုံကြည်တယ်အဲ့လိုမျိုးနောက်ထပ် content တွေကျွန်တော်ထပ်ပြီးတော့မျှဝေပေးမယ်အားလုံးကျေးဇူးတင်ပါတယ်谢谢大家 Hello 大家好我是 Senky 我是在 GYS 教中文的中文老师在我们这里呢我们有网络中文基础班第1级到第4级还有网络中文中级班第1级和第2级如果你是想跟我们学习中文的话，可以在我们的通信箱咨询。谢谢大家。